မြင်ကွင်းကတဖန်ပြောင်းသွားပြန်ပေမဲ့ဒီတစ်ခါတော့အမတ်တရတစ်ခုစီမရောက်တော့ဘူးစစ်မြေပြင်တစ်ခုအိမ်တစ်ခုကျွန်တော်ရဲ့အတိတ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုတောင်မရောက်တော့ဘူးမဟုတ်ဘူးဒါကပိုနှက်ဆိုင်တဲ့အရာတစ်ခုပဲပိုပြီးမွန်းကျက်စေတဲ့အရာတစ်ခုကျွန်တော်ဟာဗလာနက်ထီကိုပြန်ရောက်သွားခဲ့တယ်အလင်းမရှိနှွေးထွေးမှုမရှိလိုက်ရှာစရာမိုးကုတ်ဆက်ဝိုင်းမရှိတဲ့အစုံမဲ့မှောင်မိုင်းမှုတစ်ခုအလင်းကဘယ်ရောက်သွားတာလဲဘာမှမရှိတဲ့နေရာမှာကျွန်တော်ရက်နေခဲ့တယ်ဒါမှမဟုတ်ကျွန်တော်ရက်နေတယ်လို့ထင်ခဲ့တယ်ကျွန်တော်ရဲ့စိတ်ကအဖြေမရှိတဲ့မေးခွန်းတွေကိုမေးခဲ့တယ်ဖျားသခင်သေဆုံးသွားပြီလားအဲ့ဒီလိုဆိုရင်သူ့လက်နဲ့ပြန်လဲမွေးဖွားလာတဲ့ကျွန်တော်အတွက်ဘာကိုဆိုလိုတာလဲသူကကျွန်တော်ကိုဘာအာနာပေးခဲ့တာလဲလက်ဆောင်တစ်ခုပေးတာကဘာအတိတ်ပဲရှိလို့လဲသူ့ရဲ့တဘာဝကိုဖုံးကွယ်ထားတာလဲကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာကျိုးပဲနေတဲ့အစွန်းတွေကိုကိုက်ဖြတ်နေတဲ့လင်းတာတွေလိုမိကွန်းတွေဝိုင်းနေတယ်နတ်ဖျားအားလုံးဟာပဟေလိတွေနဲ့ပဲပြောကြလားဒါမှမဟုတ်သူတို့ရဲ့စကားတွေကိုမပြည့်စုံဘူးလို့ထင်ရစေတာကကျွန်တော်ရဲ့မတိနားမလည်မှုကြောင့်လားပြီးတော့နောက်ထပ်မိကွန်းတစ်ခုပေါ်လာတယ်ပိုပြီးကြောက်စရာကောင်းတယ်ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အမှတ်တရတွေကဘာတွေလဲအဲ့ဓာတွေကအတိတ်ကပဲ့တင်ထက်နေတဲ့အရာတွေလားထက်မြက်တဲ့ဆူရှာတဲ့ဓာတ်တစ်ချောင်းကကျွန်တော်ရဲ့အတွေးတွေကိုရက်တန့်သွားစေခဲ့တယ်ကျွန်တော်ဘာပြင်ကိုလက်နဲ့မြှောက်လိုက်တဲ့အခါဆူဆွတ်နေတဲ့အရေပြားပေါ်ကိုရှော့ကျသွားတာခံစားလိုက်ရတယ်သွေးတွေဓာတ်တစ်ချောင်းမှမခံစားရပေမဲ့ဓာတ်တစ်ချောင်းလိုပါပဲအနာကပိတ်သွားခင်မှာနားလည်ဖို့အချိန်မရှိခဲ့ဘူးလက်တွေ့ဘဝကကျွန်တော်ကိုပိုပြီးရှုပ်ထွေးအောင်လုပ်နေတယ်လို့အရေပြားတွေရှက်နွယ်နေတယ်ပြီးတော့ဖြည်းဖြည်းချင်းနဲ့ထိတ်လန့်တကြားသဘောပေါက်လာတယ်ဒီနေရာကကျွန်တော်ရဲ့စိတ်ထဲမှာနေမဟုတ်ပဲကျွန်တော်ရဲ့စိတ်ပဲကျွန်တော်ရဲ့ဝိညာဉ်ကဒီမှာပုံသဏ္ဍာန်ရှိတယ်ကျွန်တော်ရဲ့ဝေဒနာကလေးလံနေတယ်ဘာမှမရှိတဲ့ဒီနေရာမှာတော့ကျွန်တော်ရဲ့ဒုက္ခတွေကတကယ်ပဲဒီမှာကျွန်တော်သွေးထွက်နိုင်တယ်ဒီမှာနာကျင်နိုင်တယ်ဒါပေမဲ့ဒီနေရာကနေဘလို့လွတ်မြောက်နိုင်မှာလဲအိမ်မက်ထဲကငကိုနေရာကနေဘလို့ထွက်လာတာလဲကျွန်တော်ရှေ့ကိုရှောက်သွားပေမဲ့ခြေလမ်းတိုင်းကမှောင်မိုင်းမှုစီကိုပဲဥတီနေတယ်လိုက်ရှာစရာမိုးကုတ်ဆက်ဝိုင်းမရှိဘူးရှာစရာတကားမရှိဘူးအစုံမဲ့အမှောင်ထုကဆန်တန်းနေတယ်အချိန်တွေကအတိတ်ပဲပျောက်ဆုံးသွားတယ်ပြီးတော့ကြိုတင်သတိပေးခြင်းမရှိပဲကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်လျှောက်မှာဓာတ်ချက်တွေစတင်ပွင့်လာတယ်လက်မောင်းတွေခြေထောက်တွေရင်ဘတ်ကျွန်တော်ရဲ့အသားတွေစက်ကူဖြစ်သွားသလိုလွတ်လပ်စွာစီးဆင်းနေတယ်နာကျင်မှုကချက်ချင်းပဲထက်မြက်ပေမဲ့အမြင့်တွေမသွားခင်မှာပဲဒဏ်ရာတွေကပျောက်ကွယ်သွားတယ်အမာရွတ်တွေအရေးရောင်တွေမရှိဘူးဒါပေမဲ့ကျွန်တော်ခံစားမိတယ်ကျွန်တော်အော်ဟစ်ခဲ့တယ်တွေးထွက်ခဲ့တယ်ပြက်ရှဒဏ်ရာတွေထပ်ပေါ်လာပြန်တယ်ပြန်ကောင်းလာပြန်တယ်ကျွန်တော်ဘယ်နှကြိမ်စုပ်ပြဲသွားလဲဆိုတာမရေတွက်နိုင်တော့ဘူးပြီးတော့ထိတ်လန့်မှုကပိုဆိုးလာတယ်ကျွန်တော်အောက်ကိုငုံကြည့်လိုက်တော့မီတာအနည်းငယ်အကွာမှာကျွန်တော်လက်မောင်းကိုမြင်လိုက်ရတယ်မမြင်ရတဲ့အင်အားတစ်ခုခုကြောင့်ပြတ်ထွက်သွားသလိုတန့်ရှင်းစွာလဲလျောင်းနေတယ်သွေးတွေကကျွန်တော်ခြေထောက်မှာစုပုံနေပြီးတောင်ထိပ်ကရေခဲမြစ်ကနေမြစ်တွေလိုစီးဆင်းနေတယ်ကျွန်တော်တခါမှမကြားဘူးတဲ့နာကျင်မှုကကျွန်တော်ရင်ထဲမှာအော်ဟစ်နေတယ်အသက်ရှူမဝလောက်အောင်ထက်မြက်တဲ့လေချောင်းသွေးထွက်တဲ့အထိမိုးရလောက်အောင်ကြမ်းတမ်းတယ်ကျွန်တော်ခြေထောက်တွေလိုက်လာတယ်တစ်ခုပြီးတစ်ခုကျွန်တော်ခြေလက်တွေစုပ်ပြဲသွားပြီးရှေးဟောင်းပြီးရက်ဆက်တဲ့အရာတစ်ခုကိုပူဇော်တက်ကလိုဗလာကျင်းသွားတယ်ကျွန်တော်လဲကျသွားတယ်အောက်ကိုဆင်းအောက်ကိုဆင်းအစုံမရှိအောက်ကိုဆင်းကျွန်တော်ကိုဖမ်းဖို့မြေပြင်မရှိအစုံမမြင်ဘူးပြီးတော့ရက်ဆက်ကြမ်းကြုတ်တဲ့မေးရိုးတွေပြတ်သွားသလိုပဲအဆုံးသက်သွားတယ်ကျွန်တော်ခန္ဓာကိုယ်ကပြန်ပြီးကြန့်ခိုင်လာတယ်ကျွန်တော်ခြေလက်တွေပြန်ကောင်းလာတယ်ကျွန်တော်ခြေထောက်တွေမြေပြင်ပေါ်ပြန်ရောက်သွားပေမဲ့ကျွန်တော်ဘာပေါ်မှာရက်နေမှန်းမမြင်ရဘူးအမောင်ထုကပိုတင်းကျက်လာပြီးကတ္တရာလိုထူထဲလာပြီးအသက်ရှူကျက်စေတယ်နာကျင်မှုကကျွန်တော်ရဲ့ဝိညာဉ်ကိုမီးရှို့လိုက်သလိုကြွသားတွေနဲ့အယိုးတွေကိုလောင်ကျွမ်းစေတယ်ကျွန်တော်ရဲ့အော်ဟစ်တန်တွေကကွက်လက်ကိုဖြည့်ပြီးလှောင်ပြောင်တန်လိုကျွန်တော်ကိုပြန်ပဲတင်ထက်နေတယ်အတွေးထဲမှာကွဲအပ်သွားလောက်အောင်ကျဲလောင်တဲ့ဆူညံတန်တွေဖြစ်လာတယ်ဒါငရဲလားဒါကကျွန်တော်ရဲ့အရေးပြားအောက်မှာတည်ဆောင်ထားတဲ့အဖြစ်တွေအတွက်ဖြစ်တယ်လားစက္ကန့်တွေကမိနစ်တွေဖြစ်လာတယ်မိနစ်တွေကနာရီတွေဖြစ်လာတယ်နာရီတွေကပိုရှည်လျားတဲ့ပိုမောင်မိုက်တဲ့အရာတစ်ခုအဖြစ်ပြိုကွဲသွားတယ်အချိန်ရဲ့ခံစားချက်အလုံးဆုံးရှုံးသွားတယ်ရက်တွေဖြစ်ကောင်းဖြစ်နိုင်တယ်ရာစုနှစ်တွေဖြစ်ကောင်းဖြစ်နိုင်တယ်ဘာမှကုံဆုံးသွားတဲ့အမှတ်သားအတွက်နေမရှိဘူးနာကျင်မှုတွေပဲရှိတယ်ညှဉ်းပန်းနှိပ်စက်မှုတွေပဲရှိတယ်အဆုံးမရှိတဲ့ကြိုက်ခဲနေတဲ့ဝေဒနာတွေပဲရှိတယ်ဒါပေမဲ့ကျွန်တော်အသက်ရှင်ကျန်ရစ်ခဲ့တယ်
ဘလို့ပဲဖြစ်ဖြစ်မီးနဲ့သွေးတွေကြားကနေကျွန်တော်ခံနိုင်ရရှိခဲ့တယ်။အော်ဟစ်တန်တွေအသားနဲ့အယိုးတွေစုပ်ပြဲသွားတဲ့အထိကျွန်တော်ထုံကျင်လာတယ်။အဆုံးသတ်ဖို့ကျွန်တော်တောင်းပန်တာကိုရပ်လိုက်တယ်။ဖြည်းဖြည်းချင်းကျွန်တော်ကတခြားအရာတစ်ခုဖြစ်လာခဲ့တယ်ပိုခက်ခဲတဲ့ပိုအေးဆက်တဲ့အရာတစ်ခု။နာကျင်မှုကကျွန်တော်ရဲ့အသက်ရှူတန်ဖြစ်လာတယ်။ဝေဒနာကကျွန်တော်ရဲ့နှလုံးခုန်တန်ဖြစ်လာတယ်။နောက်ဆုံးတော့ကျွန်တော်ရဲ့မျက်လုံးတွေပြန်ဖွင့်လိုက်တဲ့အခါကျွန်တော်ကမှောင်မိုက်ထဲမှာမရှိတော့ဘူး။ကျွန်တော်ရဲ့မွေးကင်းစခန္ဓာကိုယ်မှာနောက်တစ်ကြိမ်ပြန်ရောက်လာပြန်ပါပြီ။ကျွန်တော်ရဲ့အပေါ်ကကဘာကြီးဟာဟောင်းနွမ်းနေတဲ့တစ်သားပြင်ချက်တွေနဲ့မျက်နှာချက်တစ်ခုလိုပါပဲ။ရိုးရှင်းမှုနဲ့ရင်းနှီးနေတဲ့မျက်နှာတွေပါ။ကျွန်တော်ရဲ့မျက်နှာတွေပေါ်မှာကျွန်တော်မှတ်မိနေတဲ့မျက်နှာတွေရှိပါတယ်။ကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့မိဘတစ်တွေပေါ်သူတို့နှစ်ယောက်စလုံးငိုနေကြတယ်။မျက်ရည်တွေကပါးပြင်ပေါ်ကိုစီးကျလာပြီးကျွန်တော်ကိုဆုံးရှုံးတော့မဲ့အဆုံးမှာရက်နေပြီးအဲ့ဒီ6ကမ်းပါးကနေကျွန်တော်ကိုပြန်ဆွဲတင်လိုက်တယ်လို့ပါပဲ။သူတို့ရဲ့စကားတွေကိုကျွန်တော်အပြည့်အဝနားမလည်နိုင်ပေမဲ့သူတို့ရဲ့ကြောက်ရွံ့မှုသူတို့ရဲ့မေတ္တာသူတို့ရဲ့ဝေဒနာတွေကိုကျွန်တော်ခံစားမိပါတယ်။ပြီးတော့ကျွန်တော်ရဲ့ပါးပြင်ပေါ်မှာအေးမြတဲ့အရာတစ်ခုကိုခံစားလိုက်ရတယ်။ရေစက်တစ်ဆက်ဒါပေမဲ့မဟုတ်ဘူးရေမဟုတ်ဘူးကျွန်တော်ရဲ့မျက်ရည်တွေပါ။ဘာကြောင့်မှန်းမသိပေမဲ့ကျွန်တော်ငိုနေမိတဲ့နာကျင်မှုအတွက်ဖြစ်နိုင်တယ်။အထီးကျန်မှုအတွက်ဖြစ်နိုင်တယ်ဒါမှမဟုတ်အရာအလုံးပြီးနောက်မှာတစုံတစ်ယောက်ကကျွန်တော်ကိုအေးပါသူလို့ဖတ်ထားဆဲဖြစ်လို့လည်းဖြစ်နိုင်တယ်။ကျွန်တော်ရဲ့အမေကကျွန်တော်ကိုပွေ့ချီပြီးရင်ဘတ်မှာဖတ်ထားလိုက်တယ်။သူမလွတ်လိုက်ရင်ကျွန်တော်ပျောက်ကွယ်သွားမှာကိုစိုးရိမ်နေတယ်လို့ပါပဲ။သူမရဲ့အတန်ကတုံရင်နေပြီးငိုကြွေးတန်တွေနဲ့ထူထဲနေတယ်။ကျေးဇူးပြုပြီးမင်းရဲ့အမေနဲ့အဖေကိုဒီလိုထပ်ပြီးမချောက်ပါနဲ့တော့။သူမရဲ့နှွေးထွေးမှုကမိုးတိမ်တွေကိုဖောက်ထွင်းဝင်ရောက်လာတဲ့အလင်းရောင်လိုကျွန်တော်ကိုလွှမ်းခြုံထားပါတယ်ဒီရိုးရှင်းတဲ့နှွေးထွေးမှုကိုကျွန်တော်ခံစားပြီးတဲ့နောက်မှာတော့